Hello အားလုံးပဲမင်္ဂလာပါရောဂိုင်းဟာတာကေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါနဲ့မောင်ဟာတေး TikTok short တွေမှာပြင်းလို့ရှောက်ချနေရင်းနဲ့ဈေးတန်တဲ့ဘောင်းမီလေးတွားပြီးတော့တွေးမိတယ်ဘောင်းမီလေးကတန်လိုက်တာမှ69ဘတ်ပဲပေးရတယ်ဗျာတကယ်ကြီးကိုတန်တော့နဲ့မောင်ဟာတေးထင်တော့မထင်တော့ဘူးဘာလို့မောင်ဟာတေးမထင်တာလဲဆိုတော့အရင်တုန်းကမောင်ဟာတေးဝယ်တုန်းကဒီဘောင်းမီတစ်ထည်ကိုဘတ်100နီးပါးလောက်ပေးရတယ်အခုကကြတော့69ပဲဆိုတော့မောင်ဟာတိတ်အတွက်ကတော့တကယ်ကြီးကိုတန်လုံးအကြည့်ရပေါ်တာတို့ဘောင်းဘီရဲ့အသားလေးကဣဆက်ပြီးတော့တကယ်ကိုဝေးလို့ကောင်းနေရောပဲပေါ်တာတို့အိမ်မှာပဲပေါ့ပပဝင်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုအဆင်ပြေတယ်မောင်ဟာတိတ်ဆိုလို့ရှိရင်အိမ်မှာနေလို့ရှိရင်ဒီဘောင်းဘီလေးတွေကိုပဲဝေးဖြစ်တယ်ဘာလို့လဲဆိုတော့ဒီဇိုင်းရောအယောင်ရောယူချဲစရာတွေများတော့ဘောင်းဟာတိတ်အတွက်တော်တော်ကြီးကိုလည်းအဆင်ပြေတယ်အိမ်မှာနေရင်းနဲ့ပေါ်တာတို့ကဘောင်းဘီကိုတက်တောင့်တက်တာဝှချင်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့ပေါ့ပါဝှချင်တဲ့ပေါ်တာတွေအတွက်ပဲဖြစ်ဖြစ်ဒီဘောင်းဘီတွေကရွေးချယ်စရာတကယ်ကောင်းပါတယ်ပေါ်တာတို့ကြီးဘောင်းဘီတွေကိုစိတ်ဝင်စားလို့ရှိရင်မောင်ဟာတိတ်စီချင်းတောင်လေးချပေးထားတယ်နော်ကျေးဇူးပါပေါ်တာတို့ see you next video